ကျွန်တော်အခြေအနေကလုံးလို့မရတော့တဲ့အခြေအနေရောက်နေပြီဒါအောင်လဲကျွန်တော်အစားရတည်ထားပြီးသားကျွန်တော်အစားအောင်ကကျွန်တော်အချိန်ဆွဲတာလည်းမဟုတ်ဘူးကျွန်တော်လုံတယ်ကျွန်တော်နိုင်တော့ကျွန်တော်လုံတယ်ဒါပေမဲ့ကျွန်တော်ကိုညီနေတဲ့လူကတလွဲလောက်သွားတာပြတာရှင်းရှင်းပြောရရင်ကျွန်တော်သူ့ယုံပြီးတော့ကျွန်တော် AAC ကြားထဲမှာကိုယ့်ကိုဟိုအခမဲ့တင်တန်းလေးလုံးလိုက်ဟိုတခြားအကြောင်းအရာလေးပြောလိုက်နေကျွန်တော် AAC စောင့်နေလိုက်တာနောက်ဆုံးကျတော့ तू ကစထရီမိုင်နဲ့ကျွန်တော်ထက်ပိုရင်းနေပြီးတော့ဒါကြီးကလက်ကားဖြစ်သွားတော့ကျွန်တော်မှအခုမှစပြီးကျွန်တော်စိတ်နဲ့ကျွန်တော်ကိုယ်တိုင်စလုံနေတာအခုမှကျွန်တော်နေရာတကာပါနေရလဲမဟုတ်ကျွန်တော်ပါတဲ့နေရာတိုင်းဒီကျွန်တော်ဂျင်းကောင်တွေကိစ္စပြောမယ်ဒီလောင်ကစားကြော်ညာတဲ့ကောင်တွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ပြောမယ်ဘဘကြီးကိစ္စတော်မှလေကျွန်တော်အိမ်ထဲကကျွန်တော်ဆဲနေတဲ့ကလေးတွေကိစ္စပြောရင်းနဲ့တယောက်ကမေးလို့ကျွန်တော်မှန်ထဲမှာဖတ်မိလိုက်တာကိုကျွန်တော်တွေ့ပြီးတော့ကျွန်တော်အဲ့ဘဘကြီးကိစ္စကိုကျွန်တော်ကလည်းကိုယ့်ရဲ့ဟန်ဆောင်ပြီးတော့ပြောတတ်တာကျွန်တော်ရဲ့အမှားပေါ့နော်အမှန်ဆိုကျွန်တော်ဟန်ဆောင်ပြီးတော့လူခင်များအောင်ကျွန်တော်ပြောလိုက်လို့ရတယ်အဲ့ဒါဆိုကျွန်တော် follower တောင်တိုးလာအောင်မှာဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်အချိန်မှာဖြစ်နေတဲ့စိတ်ရဲ့ဟိုခေါ်မလဲဟိတက်နေတဲ့အချိန်ပေါ့ဗျာအရှိမကျွန်တော်ကလေးတွေရဲ့ဆဲခံတဲ့အကြောင်းပြောနေတဲ့အချိန်တော့ကျွန်တော်ရဲ့စကားအတန်းတစ်မျိုးဖြစ်သွားဒါပေမဲ့ကျွန်တော်ပြောတဲ့စကားတွေတေးချစိတ်ရင်းနဲ့နားထောင်ကြည့်ကျွန်တော်ပြောနေတဲ့စကားကြီး तू မုံလို့ပြောတာတခုမှမပါဘူး तू မုံလို့ပြောတာလည်းမဟုတ် तू မြူပြောလို့မုံလို့ပြောတာလည်းမဟုတ်ဒီကိစ္စမဖြစ်သင့်ဘူးဆိုတဲ့ကိစ္စကိုကျွန်တော်ပြောတာကျွန်တော်ကိုယ်တိုင်တစ်ချိန်ကသူတို့ဗီဒီယိုတော်ကြည့်သေးတယ်နောက်တော့မှကျွန်တော်သတိထားမိလာတာဟောဒါကြီးကနည်းနည်းအသက်ကြီးရဲ့အရွယ်ဖြစ်နေတဲ့အတွက်မဖြစ်သင့်ဘူးဆိုတဲ့စကားကိုပဲကျွန်တော်ရှင်းပြကျန်တဲ့မုံချင်းမုံချင်းဘာမှမရှိဘူးကျွန်တော်ပါသက်ကနေပြီးတော့ဘဘကြီးအလှခံပါလေလို့လည်းကျွန်တော်တခုမှမပြောဘူးမယုံရင်သူ့မြူသွားမေးကြည့်သူ့မြူအိတ်ပြောတဲ့ဗီဒီယိုကျွန်တော်တွေ့တယ်အဲ့အရာတွေကလေကလစ်ပါလို့ခေါ်တယ်ဗျကလစ်ပါဆိုရန်တိုက်ပေးတဲ့ကောင်တွေသူတို့ပြင်းအိတ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုအတူလေးတွေကိုတင်တဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကပတ်စံပေးဘာမှမဆိုလုပ်ပေးတယ်ဗျအဲ့တော့ဘာဖြစ်လဲဆိုဒီ streamer တွေကကျွန်တော်ရက်ရှိနဲ့နာမည်ဖြတ်တယ်လူမုံမြောက်အောင်လုပ်တယ်အဲ့တော့ဒီကောင်တွေအဲ့မန်ကျွန်တော်လာမေးတယ်မန်တော့မှဒီကောင်တွေတွေကမန်မေးလားတော့မသိဘာဖြစ်လို့ကျွန်တော်တမင်ကမပြောပြအောင်ကျွန်တော်အဲ့ဗီဒီယိုဒီကောင်တွေယူသွားတာနောက်နေ့ပဲချက်ချင်းပဲတော့အဲ့ဗီဒီယိုနှစ်ခုနဲ့တွဲပြီးတော့ကျွန်တော်တင်တာသူ့မြည်ပြောထားတာကျွန်တော်ပြောထားတာမဟုတ်ဘူးကျွန်တော်ပြောထားတာအလူခံတဲ့ကိစ္စတွေတခုမှမပါဘူးသူမြည်ကတခြားပြောတဲ့လူတွေတအားများလာလို့ comment ထဲမှာသူလည်းတွေ့မှာပဲအဲ့ဥစ္စာတွေကို तू ကပြောတာကျွန်တော်ရဲလို့ပြောတာမဟုတ်ဘူးမယုံရင် तू မေးကြည့်လိုက်ဒါကိုကျွန်တော်အဲ့လိုရန်တိုက်ပြီးတော့လူဝန်းမြောက်အောင်လုပ်တယ်တစ်ချက်ပြီးတော့နောက်တစ်ခုနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာဒီနိုင်ငံရေးကိုကျွန်တော်ပြောတာခလေးတွေနဲ့ပတ်သက်တဲ့ကိစ္စပဲကျွန်တော်ပြောတာနော်ခလေးတွေကိုကြောင်းမတက်ဖို့ပြောတဲ့လူတွေကိစ္စရဲ့ဒီခလေးတွေနဲ့ပတ်သက်တဲ့ဒီကိစ္စတွေကလွဲလို့ကျွန်တော်ဘာမှမပြောဘူးပြီးတော့ကျွန်တော်ဒီတကယ်တိုက်ပွဲဝင်နေတဲ့တောထရလူတွေအကြောင်းကျွန်တော်ဘာမှထည့်လဲမပြောဘူးပြောစရာအကြောင်းလည်းမရှိဘူးကျွန်တော်ကိစ္စလည်းမဟုတ်ဘူးကျွန်တော်ပြောနေရဒီ line ပေါ်ကနေပြီးတော့ဒေါ်လာရရုံနဲ့အာချောင်နေတဲ့လူတွေပြောတာအဲ့လူတွေကကျွန်တော်မှမဟုတ်ဘူးသူတို့တော်လိုင်းရေးထဲမှာတော့အချင်းချင်းတောင်မှအဲ့လူတွေကိုကြည့်လို့မရဘူးဘာမှလည်းကောင်းကျိုးမပေးဘူးတော်လိုင်းရေးမှာတက်ချောင်နဲ့ line ကျွန်တော်အဲ့လူတွေကိုကျွန်တော်ပြောတယ်ဆိုတာလေကျွန်တော်နိုင်ငံရေးပြောတာလေကျွန်တော်ရဲ့ရွေးချက်တစ်ခုပဲရှိတယ်ကျွန်တော်ဗီဒီယိုလူကြီးတွေလာကြည့်အောင်လို့တကယ်လဲကျွန်တော်အိမ်မှာပြောလိုက်တဲ့ဗီဒီယိုတွေမှာနိုင်ငံရေးအကြောင်းပြောတဲ့ဗီဒီယိုမှာလူကြီးတွေလာကြည့်တယ်ဒါပေမဲ့နောက်နေ့ကျတော့ကျွန်တော်စီမှာကလေးတွေပဲပြန်ရောက်လာတယ်လူဖြစ်နေလဲဆို TikTok ကကျွန်တော်ဗီဒီယိုတွေကလေးတွေကြည့်တယ်လို့သတ်မှတ်ထားတဲ့အတွက်ကျွန်တော်ဒီ Mobile Legends ဆော်ရဲ့လူတွေပတ်ကြီးဆော်ရဲ့လူတွေစီကိုပဲဗီဒီယိုတွေပို့တော့တာအဲ့ဒါကျွန်တော်ရဲ့ပြဿနာအကြီးကြီးဖြစ်နေတယ်ကျွန်တော်လူကြီးဆိုကျွန်တော်ဘာလုပ်နေလဲဆိုတော့ကောင်းကောင်းနားလေအဲ့တော့ကျွန်တော်လည်းကြာတော့ဆဲခံတာများတယ်ဒီကလေးတွေကျွန်တော်တွေ့တာနဲ့ဆဲခံတာများတော့ကျွန်တော်တင်းပြီးတော့ဟိုပြောသိနေတာတွေမပြောသိနေတာတွေလူမုံများကိုပို့လုပ်ပြီးလို့ဖြစ်သွားတယ်အဲ့ဒါကျွန်တော်ရဲ့အားနည်းချက်ကကျွန်တော်ဟန်မဆောင်တက်တာအဓိကဒါကိုသိတဲ့အတွက်ဟိုကောင်တွေကလည်းကျွန်တော်စကားမအောင်လို့လိုက်မှလာစွတယ်ကျွန်တော်လိုက်မှဒေါသမတော်ထွက်အောင်လာပြောတယ်အဲ့အရာတွေကိုဗီဒီယိုတွေရပြီဆိုဒီကောင်ကကလစ်ပါနဲ့ပတ်စံပြီးကျွန်တော်ဒီကောင်ကျွန်တော်မုံအောင်လို့လိုက်လုပ်တာကျွန်တော်အရင်အကောင့်နဲ့ဒီကောင်တွေပြအောင်လုပ်တာလုပ်သွားပြီးတော့ကျွန်တော်ဒီလူတွေနဲ့ကျွန်တော်အဆက်အသွယ်ပြတ်သွားတယ်ဂျားထဲမှာတစ်လနီးပါတော့အဲ့တော့လူတွေကျွန်တော်ကိုမေ့သွားပြီဆိုတော့မှဒီကောင်နဲ့ကျွန်တော်နောက်ွယ်မှာရှင်းမှာဒါတွေကိုကျွန်တော်ကကြိုသိတဲ့အတွက်ဒီလူတွေဂျားတွေကိုကျွန်တော်မရောက်ရအောင်ပြန်လာရတာကျွန်တော်အကောင့်တွေကျွန်တော်ဂျားထဲမှာဖွင့်ပြီးကျွန်တော်ပြောတယ်ကျွန်တော်ဂျားထဲမှာအကောင့်ဖွင့်တာတွေကိုသိတဲ့လူတွေဆိုသိလိမ့်မယ်ဗျကျွန်တော်ဂျားထဲမှာဒီကျွန်တော်မလေးရှားကိုလူကုန်ကူးတဲ့ကိစ္စတရားဝင်သွားမယ်ဆိုပြီးပတ်စံတရားကို300လောက်တောင်းပြီးတော့ဟိုလဲရောက်အောက်လန်းနေနဲ့ပို့တာဗျပြီးတော့ဘာတရားဝင်မှလည်းမဟုတ်ဘူးဘာမှလည်းတာဝန်မယူဘူးအဲ့ကိစ္စတွေဒီရန်ကုန်မှာနေပြီးပဲလုပ်နေတာအဲ့အရာကိုကျွန်တော်ပြောတယ်ကျွန်တော်ဖော်ထုတ်တယ်အဲ့အရာတွေသိရလူတို့ရှိလဲကျွန်တော်အဲ့အကောင့်တစ်ကောင့်ဖွင့်လိုက်တဲ့ကြားထဲမှာအဲ့အကြောင်းပြောတယ်ကျွန်တော် report တွေဝိုင်းထုတ်တယ်ချက်ချင်းပြတ်သွားတယ်ကျွန်တော်ကသူများနဲ့မတူဘူးဗျကျွန်တော် TikTok မှာအဲ့ကြောင့်ကျွန်တော် YouTube ခေါ်နေဆိုအလကားခေါ်နေရမဟုတ်ဘူးကျွန်တော်ပတ်စံရှာနေတာလည်းမဟုတ်ဘူးကျွန်တော်အကောင့်ကိုတွက်ကြည့်လိုက်မြန်မာ region ဗျဘာပတ်စံမှမဝင်ဘူးကျွန်တော် YouTube ခေါ်နေရဆိုတာကျွန်တော်စကားတွေဒီလိုအများကြီးပြောချင်လို့ခေါ်နေရရည်ရွယ်ချက်တစ်ခုပဲရှိတယ် TikTok မှာဆိုကျွန်တော်ဒီစကားတွေအများကြီးလည်းပြောလို့မရဘူးကျွန်တော်ထိမ့်ပြီးပြောနေရတယ်ကျွန်တော်ဒါစကားတစ်ခုခုမှားပြီဆိုတာနဲ့ကျွန်တော်သူများနဲ့မတူဘူးဗျကျွန်တော်သူများတွေကဘယ်လောက်ပြော report မမိဘူးသူတို့မှမုံတဲ့လူအဲ့လို target မရှိဘူးကျွန်တော်ကဒီ streamer တွေ target ဖြစ်တဲ့ streamer တွေစီမှာဒီကောင်ကြီးမှာ bot ကောက်တွေအများကြီးရှိတယ်ဒီကောင်တွေခါကျ live stream မှာ view တွေအများကြီးထောင်တက်သွားအောင်လုပ်တာတွေ့ရမလား bot ကောက်တွေအဲ့အကောင့်တွေကျွန်တော် report ဝိုင်းထုတာအဲ့တော့ကျွန်တော်ဒီစကားအမှားလို့မရဘူးပြောရင်လည်းကျွန်တော်အများကြီးထိမ့်ပြောရတယ်ဒါတွေကိုနားမလည်ဘူးကျွန်တော် YouTube ခေါ်တာကိုကျွန်တော်ဒီစီးပွားရေးလုပ်ဖို့ကျွန်တော်ပတ်စံရှာခြင်းလို့ခေါ်ရလို့ထင်နေရတယ်ကျွန်တော်အကောင့်ကိုကျွန်တော် YouTube channel မှာ info ဆိုတာဝင်ကြည့်လို့ရတယ်တွားကြည့်လိုက်ပတ်စံရတဲ့အကောင့်ဆိုရင် Thailand သို့မဟုတ် Singapore ဒါမှမဟုတ် UK US အဲ့လိုမျိုးပေါ်နေလိမ့်မယ်
ကျွန်တော်အကောင့်မှာဘာမှမပေါ်ဘူးအဲ့မြန်မာ region အကောင့်ပတ်စံတပြားမဝင်ဘူး